မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေရှင်။ကျမရဲ့ဒေါက်တာခိုင် Essential Jerry Health YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမက delirium လို့ပြောလိုက်ရင် medical emergency condition ဆိုတာကိုကျမတို့တော်တော်များများသိကြပြီ။အဲ့ဒီမှာဆိုရင် common causes တွေက infection ယောဂပိုးဝင်ခြင်း dehydration ရေဓာတ်ခမ်းခြောက်ခြင်းဆိုပြီးစသဖြင့်သိကြတယ်။ဒါပေမဲ့တကယ်တမ်း very important ကျမတို့ဆရာဝန်တွေအရန်စိုးရင်တဲ့two medical emergency condition နှစ်ခုရှိတယ်ဆိုတာဒီနေ့ပြောပြပေးသွားမယ်။အဲ့ဒါအပြင်ကိုတခြား two condition သူတို့ကအရန် common ဖြစ်ပြီးတော့နော် easily miss ဖြစ်တတ်တဲ့ causes နှစ်ခုကိုလည်းကျမကထည့်သွင်းပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။တူတူဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ရှင်။ Okay အဲ့တော့ထုံးစံတိုင်းပဲကျမတို့ပြန်ပြီးတော့ revision လေးလုပ်ကြရအောင် delirium ဆိုတာရုတ်တရက်ပေါ့နော်ကျမတို့အသိစိတ်တွေပြောင်းလဲလာတာရုတ်တရက် confusion တွေဖြစ်ပြီးစိတ်တွေရှုပ်ထွေးလာရဲ့အာယုံစိုက်ဖို့အတွက်ခက်ခဲလာမယ်ပြီးရခါကျတော့ပုံမှန်အသိစိတ်မဟုတ်တော့ဘူးchanges တွေဖြစ်လာမယ်ဒါကို delirium လို့ခေါ်တယ် Okay so one of the common causes ကတော့ infection ယောဂပိုးဝင်ခြင်းဖြစ်ပါတယ်လူကြီးတွေမှာဆိုရင် urine infection ဆီလန်ကြောင့်ယောဂပိုးဝင်ခြင်းနဲ့ pneumonia လို့ခေါ်တဲ့အဆုတ်ရောင်ယောဂပိုးတွေအားဆိုရင် common ဖြစ်တဲ့ cause ထဲမှာပါပါတယ်ရှင်Okay ဒုတိယအနေနဲ့ကျမတို့က dehydration เนาะခန္ဓာကိုယ်မှာရေဓာတ်ခမ်းခြောက်တဲ့အခြေအနေ condition တစ်ခုအကြောင်းပြောကြမယ်အဲ့တော့ရေဓာတ်ခမ်းခြောက်လာရင်ဘာဖြစ်လဲဘာဖြစ်လဲဆိုရင်ဒီကျမတို့ရဲ့ brain ကဆိုရင်70 to 75% လောက်က water နဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်မှာရေဓာတ်တွေဆုံးရှုံးတယ်လုံလောက်စွာမရရှိဘူးယောဂအခြေအနေကြောင့်ဖြစ်စေဆေးတွေတောက်နေရလို့ဖြစ်စေဘလို့အခြေအနေမျိုးမဆိုဖြစ်လာတယ်ဆိုရင်ကျမတို့ brain ရဲ့ function က changes တွေဖြစ်လာတယ်လူငယ်တွေမှာတိတာခြင်းမှာတိတာမယ်သို့ပေမဲ့အသက်ကြီးပိုင်းပေါ့နော်ဒီအသက်အရွယ်ကြီးပိုင်းရောက်တဲ့အခါမှာဆိုရင်သူက very sensitive to dehydration ဖြစ်လာတာကိုတွေ့ရတယ်အဲ့တော့ဒီညမှာမိကွန်းတစ်ခုမေးစရာရှိရအကယ်၍ပုံမှန်လူတယောက်ယောဂဘာမှမရှိနေဘူးဆိုရင်ဘလောက်ရေဓာတ်လုံလောက်စွာတောက်တယ်ဆိုရင်ဒါကောင်းလဲလို့မေးမယ်ဆိုရင်ဥပမာbody weight 50 kg ရှိတဲ့လူတယောက်ဆိုရင်ကျမတို့က30နဲ့မြှောက်ကြည့်လိုက်50 multiply by 30ဆိုရင်သူက1500ပေါ့နော်1500ဆိုတာ milliliters ကိုပြောတာအဲ့တော့အနည်းဆုံး1.5 liter လောက်ဆိုရင်ဒါကရေဓာတ်လုံလောက်တယ် normal people မှာပြောတာပေါ့ရှင်ဆိုတော့ရေဓာတ်ကအရင်အရေးကြီးပါတယ်ခန္ဓာကိုယ်အတွက်ဆိုရင်ပေါ့နော်တတိယအနေနဲ့ဆိုရင်ကျမတို့က medication အကြောင်းပြောကြမယ်ပေါ့နော်သိရတဲ့အတိုင်းပဲပေါ့နော်ကျမတို့တက်ကြီးပိုင်းလူကြီးမိဘတွေမှာသူတို့မှာဆိုရင် chronic condition နာတာရှည်ယောဂတွေကတစ်ခုထပ်ပိုပြီးရှိနေနိုင်တယ်ဥပမာသွေးတိုးစီးကြိုနှလုံးသွေးတွင်း cholesterol တက်တဲ့ယောဂစသဖြင့်ပေါ့အခုဒီ condition ၄မျိုးနဲ့တွေသူကအနည်းဆုံးတော့ဆေးရ၄မျိုးထပ်ပိုပြီးတော့တောက်နေရတာမျိုးတွေဖြစ်နိုင်တယ်အဲ့အချိန်မှာပဲသူကတစ်ခုခုထပ်ပြီးတော့ပေါ့နော်ထုံနာကျင်နာလေးဖြစ်တယ်ဆိုပြီးတော့နော်အိမ်ကလူတွေကိုအတိမပေးဘူး caregiver တွေမသိဘဲနဲ့သွားပြီးတော့သူကဒါ over the counter medication သွားဝယ်တောင်းလိုက်မိတာမျိုးနောက် prescription ယူသည့်တိုင်အောင်မှသူတောက်နေတဲ့နော်ဆေးအကြောင်းမပြောပြရဲဆိုရင်prescriber ကလည်းမသိနိုင်ဘူးပေါ့နော်အဲ့လို condition မျိုးလည်းဖြစ်နိုင်တယ်အဲ့ခါမှာဆိုရင်သူကဆေးတစ်ခုနဲ့တစ်ခုရဲ့ interaction တွေနဲ့ဒါမှမဟုတ် side effect တွေကြောင့်မလို့သူက brain level မှာဒီ changes တွေဖြစ်လာတယ်ပေါ့နော် drowsy ဖြစ်လာမယ် confusion ဖြစ်လာမယ်ဒါတွေက medication ရဲ့ side effect တွေကြောင့်မလို့ delirium ဖြစ်နိုင်တဲ့ common causes တစ်ခုပါပဲရှင်နောက်တစ်ခုကကြတော့ဒီခန္ဓာကိုယ်မှာပေါ့နော်severe pain ပေါ့အရင်အောင်နာကျင်တဲ့ condition တစ်ခုဖြစ်နိုင်တယ်သို့မဟုတ် recent surgery ပေါ့နော်လက်တလောရမယ်ခွဲစိတ်မှုခံယူထားရတယ်အဲ့ဒီခါမှာမိစေပါရဲ့ပေးခံထားရတယ်ပေါ့နော်အဲ့လို condition တွေဆိုရင်လည်းဒီ delirium ဖြစ်စေဖို့အတွက်ကို risk ပို့ပြီးတော့များစေပါတယ်ရှင်နောက်ထပ် common causes ကတော့ဒီ abnormal electrolytes and low oxygen ပေါ့ဆိုတော့ခန္ဓာကိုယ်မှာနော် electrolyte ဆိုတာလည်းသူ့ level နဲ့တူ normal ဖြစ်နေရမယ်ဥပမာsodium ပေါ့နော်ကျမတို့ဒီလက်စားဓာတ်တွေအလိုမင်းညော့နေနေတာဖြစ်ဖြစ်ဒါမှမဟုတ်လည်းအကယ်၍ဒီpneumonia เนาะခုန infection ဝင်လို့ oxygen level တွေကျတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ခန္ဓာကိုယ်မှာဘလို့ electrolyte abnormalities ပေါ့เนาะလက်စားဓာတ်မညီမျှမှုရှိခြင်းမဆိုသူကအုံနောက်ကိုသွားပြီးတော့ affect ဖြစ်ပြီးတဲ့အခါမှာ delirium symptoms တွေနဲ့သူက present လုပ်တတ်ပါတယ်
ကျမတို့က common causes of delirium တော်တော်များများကိုပြောပြဆွေးနွေးပြီးသွားပြီအခုထပ်ပြောပြပေးချင်တာကတော့ very important true medical emergency conditions ပေါ့နော်လုံးဝ miss ဖြစ်လို့မရပါဘူးကျမတို့ဆရာဝန်တွေအရန်ကိုစိုးရိမ်တဲ့ယောဂနှစ်ခုပါသူတို့ကတော့ကျမတို့ရဲ့ vital organs တွေနဲ့ဆိုင်နေပေါ့နော်နံပါတ်1ကတော့ heart attack နော် and နံပါတ်2ကတော့ stroke or brain bleeding ပေါ့ဆိုတော့နှလုံးသွေးကြောပိတ်ခြင်းနဲ့အုံနောက်သွေးကြောပိတ်ခြင်းတို့မို့အုံနောက်သွေးကြောပေါက်ခြင်းပေါ့ဆိုတော့ဆိုရင်အသက်ကြီးပိုင်းမှာဆိုရင်တို့က chest pain နဲ့လာမှာမဟုတ်ဘူး confusion နဲ့ပဲလာတတ်တယ်เนาะ weakness နဲ့လာမှာမဟုတ်ဘူးsuddenly confused ဖြစ်သွားရဆိုတဲ့ condition မျိုးနေတယ်ပဲလာတတ်တယ်ဘာဖြစ်လို့အဲ့လိုလာလဲဆိုတာတော့ကျမတို့နောက်ထပ်ဗီဒီယိုလေးတွေမှာဆက်ပြီးတော့ပြောပြပေးသွားပါမယ်အဲ့တော့ very important two causes ကို caregiver တွေအနေနဲ့လည်းသိထားရပါမယ်ရှင်နောက်ကျမဘာထပ်ပြီးတော့ပြောပြပေးခြင်းလဲဆိုရင်နော် comment ဖြစ်တဲ့သို့ပေမဲ့တစ်ခါလေကြာရင်diagnosis အကြီးတွေရှာနေနဲ့တကယ်နော်easily treatable ဖြစ်တဲ့ cause တွေကိုမိသွားတတ်ပါတယ်ဆိုတော့သူတို့ကတော့ constipation နဲ့ urinary retention ဝမ်းချုပ်ခြင်းနဲ့နော်စီးမပေါက်နိုင်ခြင်းပေါ့နော်ဒီလို condition တွေကလည်းအသက်ကြီးပိုင်းနေမှာနော် delirium ဖြစ်စေတဲ့ယောဂတွေထဲမှာပါဝင်ပါတယ်ရှင်။ Okay ကျမတို့ဘုသူတလည်းတော်တော်ရသွားပြီဆိုတော့နော် final summary လေးလုပ်လိုက်ကြရအောင်။ဆိုတော့အသက်ကြီးပိုင်းနေမှာ delirium ဆိုတော့နော် confusion နော်ရုတ်တရက်စိတ်အခြေအနေပြောင်းလဲတဲ့ presentation မျိုးကရုတ်တရက်ဖြစ်လာနိုင်ပါတယ်။အရေးကြီးတာကတော့ကျမတို့ကဒီဘာကြောင့်ဖြစ်နိုင်လဲဆိုတော့ knowledge တွေကိုသိထားရမယ်ပေါ့နော်ဒါမှလည်းလိုအပ်တဲ့ကုသမှု treatment တွေကိုမြန်ဆန်စွာနဲ့ယူနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျမပြောပြပေးသွားတဲ့နော် delirium ဖြစ်စေတတ်တဲ့အကြောင်းရင်းလေးတွေကဘလို့အကြောင်းအရာလေးရာဆိုရင်တင်သိထားပြီးသားဖြစ်ပြီးတော့ဘလို့causes လေးတွေကဆိုရင်တော့နော်တင်ကိုပထမဆုံးဒီ channel လေးကနေပြီးတော့အားသင်စေလဲဆိုတာကို comment မှာရေးပေးသွားပါရှင်ဟုတ်ကဲ့ကျမတို့ channel လေးရဲ့ဆောင်ပုံဖြစ်တဲ့ပျော်ရွှင်ကျန်းမာသက်ကြီးကဘာကိုတိဆောက်ပေးနိုင်ဖို့အတွက်ကျမတို့က medical knowledge တွေကို sharing လုပ်ခြင်းအပြင်တစ်ဖက်တစ်လမ်းကနေပါဝင်ပြီးတော့အားဖြည့်ကြရအောင်လားရှင် successful aging ဟုတ်ကဲ့ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကိုယ့်ရဲ့ချစ်ရတဲ့လူကြီးမိဘတွေကိုစောင့်ရှောက်တဲ့အခါမှာcaregiver ကြောင့်အနေနဲ့နော် knowledge ကောင်းတွေရရှိမယ်လို့လည်းကျွန်မကအပြည့်အဝယုံကြည်ပါတယ်။နောက်ထပ်ကိုသိချင်တဲ့ဒီတက်ကြီးပိုင်းမှာဖြစ်တဲ့ယောဂ conditions လေးတွေနဲ့ presentation လေးတွေကိုသိချင်တာများရှိရင်လည်း comment မှာရေးခဲ့ပေးပါ။လူရဆန္ဒရဲ့ပြည့်စုံပြီးတော့အားလုံးကျန်းမာပျော်ရွှင်ကြပါစေလို့ကျွန်မကဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ်။နောက်ထပ်ဆက်ပြီးတော့တွေ့ဆုံကြရအောင်ရှင်။